ဒီနေ့မှာတော့ချိုချိုဆက်စိတ်မွေ့မွေ့လေးနဲ့အရသာအရန်ရှိတယ်။ပြောင်းမုံလေးလုပ်ပြမှာဖြစ်ပါတယ်ရှင်။ဟာရပြည့်ဝပြီးကလေးရောလူကြီးရောကြကြတာမို့အလုပ်စားကြည့်ကြပါဦးနော်။ပြောင်းမွေ့ခွန်သုံးမလုပ်ထားပေမဲ့အရန်သေးနေရကြောင်မသုံးတော့ဘဲနဲ့ငပြောရွက်သွားခုတ်ကြပါတယ်။ငပြောရွက်တွေကိုရေတခြားစီဒီရောလေးပိုင်းပြီးရောရေနွေးနဲ့ပြုတ်ထားပေးပါမယ်ရှင်။ပြောင်းမုံကိုလေးပြီးရောကျိတ်ဆက်တဲ့ထဲပါမယ်။ပြောင်းမုံနှစ်ခုသုံးထားပါတယ်။ပြီးရင်တော့မွေးကောင်းကြီးမုတ်ဆဲဆုံးစံသိမ်းမုတ်လေးစုံနဲ့တကြား6စုံထည့်လိုက်ပါမယ်ရှင်။မွေးသိမ်းထုတ်ကုန်တွေကလူမသိသက်သက်ရွေတွေကသုံးလာတာဖြစ်တဲ့အတွက်ကြောင့်မလို့အရေးသွေးလေးပြောစရာမလိုအောင်ကောင်းပါရဲ့ရှင်။အချို့မကြရင်တော့တကြားရှော့ထည့်ပေးပါနော်။စားနဲ့ငှက်ထည့်ပြီးကုန်လုံးရောချိတ်ပေးပါမယ်ရှင်။ထိတ်ပြီးတော့ရလာတဲ့ပုံသားလေးတွေကိုမပြော့ပတ်တဲ့ထည့်ပြီးတော့ထုတ်ပါမယ်ရှင်။အခုထုံလေးလေးကလေကိုရိုးရှင်းပြီးတော့အစင်းလေးပြေးပါရဲ့ရှင်။ငပြောရွက်ကုန်ပြီးတော့မုံနဲ့နေငယ်ပုံနေလို့ပကတ်တစ်လုံးနဲ့စီတုပ်ပြီးတော့ထည့်ပေးထားပါတယ်။အကုန်လုံးပြီးသွားရင်တော့အစင်းသိပြင်ထားတဲ့ရေနွေးဥပေါ်တင်ပြီးနိုင်ဝက်ခံပေါင်းပါမယ်ရှင်။ပေါင်းထားတဲ့နိုင်ဝက်ပြည့်သွားရင်တော့အရသာအရန်ရှိပြီးချိုးစိတ်မွေးနေတဲ့ပြောင်းမှုမဖတုပ်လေးရလာပါပြီရှင်။ဒီတိုင်းစားလေးရလူမျိုးတကြားလေးဖြူစားရင်လည်းရပါတယ်ရှင်။အုံးလေးလေးချစ်ထည့်ပေးတော့ပိုကောင်းတာပေါ့နော်။ပေါင်းဆောင်ကြပါအောင်လားရှင်။တောင်းကြည့်ပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။